ဖြစ်ပါရဲ့ထားကြဆိုတာကကြတော့မဲဆိုရင်လုံးမဲဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ထားရဲ့နောက်မှာကကြတို့ရီဝါကြတစ်ကြောင်လိုက်မယ်အဲ့ဒီဝါကြကကြတော့ခြေနဲ့အဖြစ်ပြက်တစ်ခုကိုဖော်ပြနေတဲ့ဝါကြပေါ့နော်ပြီးလို့ရှိရင်ကြာလာမယ်ကြာရဲ့အနောက်မှာကကြတော့ရလတ်ဆိုတာကအဲ့ဒီအခြေအနေအဖြစ်ပြက်ကြောင့်ဖြစ်ပေါ်လာတဲ့ရလတ်တစ်ခုပေါ့အဲ့ဒီရလတ်ကိုဖော်ပြတဲ့နောက်ထပ်စာကြောင်းတစ်ကြောင်းထပ်လိုက်မှာပဲဖြစ်ပါတယ်အဲ့လိုမျိုးစာကြောင်းတစ်ကြောင်းဆက်လိုက်ပြီဆိုလို့ရှိရင်သူရဲ့အဓိပ္ပာယ်ကမဲဆိုရင်လုံးမဲဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲရပါပါတယ်ဥပမာအနေနဲ့ဒီမှာရေးထားရင်ထားအကယ်၍ဖုန်းတုံမိုးရွာတယ်ဆိုရင်အခြေအနေတစ်ခုဖြစ်ပေါ်လာတယ်အဲ့လိုမျိုးဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်သူ့ရဲ့အနောက်ကရလတ်အနေနဲ့ကကြတော့မိုက်ပိုင်ခန့်တော့သူ့အပြင်ကိုမထွက်တော့ဘူးမိုက်ပိုင်ခန့်တော့မိုးရွာတယ်ဆိုတဲ့အခြေအနေဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်သူ့ရဲ့ရလတ်အနေနဲ့ကကြတော့မိုက်ပိုင်ခန့်တော့သူ့အပြင်ကိုမထွက်တော့ဘူးဆိုတဲ့အခြေအနေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ဘလိုမျိုးမဲဆိုရင်လုံးမဲဖြစ်မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရချင်တယ်ဆိုလို့ရှိရင်ထားကြဆိုတဲ့ grammar pattern လေးကိုအသုံးပြုပြီးတော့ပြောရမှာပဲဖြစ်ပါရဲ့ထားဖုန်းတုံจะไม่ไปข้างนอกถ้าအကယ်၍ဖုန်းတုံမိုးရမယ်ဆိုလို့ရှိရင်จะไม่ไปข้างนอกအပြင်မထွက်တော့ဘူးကြာခဲ့တဲ့အဓိပ္ပာယ်ကကြတော့ well ဆိုတဲ့အဓိပ္ပာယ်ရပါတယ်မဖြစ်သေးဘူးဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်ထပ်ဥပမာစာကြောင်းလေးတွေကိုထပ်ကြည့်လိုက်ရအောင်ถ้ามีเวลาจะไปเที่ยวประเทศไทยถ้าအကယ်၍มีရှိမယ်เวลาအချိန်ရှိမယ်အချိန်ရမယ်ဆိုလို့ရှိရင်จะไปเที่ยวประเทศไทยထိုင်းနိုင်ငံကိုအလဲသွားမယ်မဖြစ်သေးတဲ့အခြေအနေကိုယ့်ရဲ့အနာဂတ်စိတ်ကူးရဲ့အစီအစဉ်တွေကိုပြောပြတဲ့အခါမှာဆိုလို့ရှိရင်ဒီပတ်သက်လေးကိုအသုံးပြုပြီးတော့ပြောလေးရှိကြပါတယ်နောက်တစ်ကြောင်းကကြတော့ถ้าเธอมาหาจะดีใจมากถ้าအကယ်၍เธอမင်းကมาหาလာမယ်ဆိုလို့ရှိရင်จะดีใจมากသူအရန်ပျော်မိမှာနောက်ထပ်တစ်ကြောင်းကကြတော့ถ้าเรียนภาษาไทยทุกวันถ้าအကယ်၍เรียนသင်ယူမယ်ภาษาไทยထိုင်းဘာသာစကားကိုทุกวันနေ့စဉ်နေ့တိုင်းသင်ယူမယ်ဆိုလို့ရှိရင်จะพูดเก่งစကားပြောပို့တော်လာမှာပဲဖြစ်ပါရဲ့တဲ့နောက်တစ်ဆာတစ်ကြောင်းကကြတော့ถ้าหิวจะเก่งทุกอย่างถ้าအကယ်၍หิวဘိုက်စားရဆိုလို့ရှိရင်จะเก่งทุกอย่างသူทุกอย่างအကောလုံးအလုံးစုံသူစားပြင်မယ်ဆိုတဲ့ဒီလေးပဲရပါတယ်နောက်ထပ်တစ်ကြောင်းကကြတော့ถ้ารักฉันถ้าအကယ်၍รักချင်မဲ့ฉันငါ့ကိုချင်မဲ့ဆိုလို့ရှိရင်จะดูแลให้ดีที่สุดจากလိမ့်မယ်ดูแลဂရုစိုက်ပါမယ်ให้ดีที่สุดသူအကောင်းဆုံးဂရုစိုက်ပေးပါမယ်တဲ့နောက်တစ်ကြောင်းကကြတော့ถ้าเธออยู่ข้างๆถ้าအကယ်၍เธอမင်းကอยู่ข้างๆမင်းကရဲ့ဘေးနားမှာရှိနေပြီမယ်ဆိုလို့ရှိရင်จะไม่กลัวอะไรเลยจากလိမ့်မယ်ไม่กลัวဘာကိုမှသူမကြောက်တော့ဘူးอะไรဘာကိုမှไม่กลัวမကြောက်တော့ပါဘူးတဲ့နောက်တစ်ကြောင်းကကြတော့ถ้าเธอยังไม่พร้อมจะลองถ้าအကယ်၍เธอမင်းကยังไม่พร้อมအစင်သေးမဖြစ်သေးဘူးဆိုလို့ရှိရင်จะลองသူစောင့်ပါမယ်တဲ့နောက်တစ်ကြောင်းကကြတော့ถ้าเธอเหนื่อยจะอยู่ข้างๆถ้าအကယ်၍เธอမင်းကเหนื่อยမင်းပြမနေဆိုလို့ရှိရင်จะอยู่ข้างๆသူအနာမှာရှိနေပေးပါမယ်နောက်ဆုံးတစ်ကြောင်းကကြတော့ถ้าบอกว่ารักจะเชื่อไหมถ้าအကယ်၍บอกပြောမယ်ว่าก็รักချစ်တယ်လို့ပြောမယ်ဆိုလို့ရှိရင်တဲ့จะเชื่อไหมယုံမှာလားအကယ်၍အဲ့လိုမျိုးပေါ့နော်စာကြောင်းလုံးမဲအနာဂတ်အစီအစဉ်ကိုမဖြစ်သေးတဲ့အစီအစဉ်တွေဖြစ်ပျက်တွေကိုပြောချင်တဲ့အခါဆိုလို့ရှိရင်ထားကြဆိုတဲ့ grammar pattern လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်